မျိုးသမီးဟာသူမရဲ့လေးလံတဲ့အပေါ်အင်ကြီးကိုချွတ်လိုက်ပြီးလက်မောင်းမှာဝှက်ထားတဲ့အရှိန်သက်ကိရိယာကိုဖြုတ်လိုက်ပါတယ်။အဲ့ဒီနောက်မီတာ100မြင့်တဲ့ရုပ်ထုကြီးပေါ်တက်ပြီးဘာတုံဆိုင်မှုမှမရှိဘဲခုန်ချလိုက်ပါတယ်။အရှိန်သက်ကိရိယာကိုအသုံးပြုပြီးဒုတိယထပ်ဝရန်တာပေါ်ကိုငြိမ်ညောင်းစွာဆင်းသက်နိုင်ခဲ့ပါတယ်။အဆောင်နေမသိခင်မှာပဲတိုင်တက်တိုင်ရဲ့နောက်ွယ်မှာပုံလိုက်ပြီးစပင်ထိုးကလစ်ကိုအသုံးပြုက9စက္ကန့်မပြည့်ခင်မှာပဲတကားတော်ကိုဖွင့်လိုက်ပါတယ်။အတွင်းထဲကယတနာတွေကသူမကိုအံ့အားသင့်စေပေမယ့်သူမရဲ့ပြစ်မှတ်ကအဲ့ဒါတွေမဟုတ်ပါဘူး။သူမဟာစပွဲကုတ်ကဖျောင်းတိုင်ခုံကိုလှည့်လိုက်တဲ့အခါလှုပ်ဝက်တကားတစ်ခုပွင့်သွားပါတယ်။သူမရဲ့တကယ့်ရည်မှန်းချက်ကကဘာပေါ်မှာနောက်ဆုံးကြံရှိတော့တဲ့ယတနာတစ်ခုပဲဖြစ်ပါတယ်။ဒါပေမဲ့ယတနာကိုယူဖို့ပြင်လိုက်ချိန်မှာပဲအန်တရေတစ်ခုကိုသူမအာယုံခံမိလိုက်ပါတယ်။သူမခါကပိုးသားရင်စည်းကြိုးကိုဖြုတ်ပြီးလီထဲကိုဝိတ်ရန်လိုက်တဲ့အခါအဲ့ဒီကြိုးကအပိုင်းပိုင်းကျက်တောက်သွားပါတယ်။ဒါကိုကြည့်ပြီးသူမဟာတီငိမ်စွာနဲ့ပဲမျက်နှာလိမ့်ပေါင်တာဘူးကိုထုတ်ပြီးမှုတ်ထုတ်လိုက်တဲ့အခါမျက်စိနဲ့မမြင်နိုင်တဲ့နန်းကျိုးမှိတွေကိုတွေ့လိုက်ရပါတယ်။ဒါပေမဲ့သူမဟာမကြောက်မရွံ့ပဲနန်းကျိုးတွေကြားကနေလှင်မြန်စွာခုန်ပြန်ကျော်လွှားပြီးတန်ဖိုးမဖြစ်နိုင်တဲ့လေဆွဲကိုအာယူနိုင်ခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့သူမဟာအပေါင်းပါ3ယောက်နဲ့တွားရောက်ပူပေါင်းခဲ့ပါတယ်။သူတို့ကြိုတင်ပြင်ဆင်ထားတဲ့တော့တူတွေကိုကျမ်းမြင်ဘောကတော့ပေါက်နေတယ်တပြိုင်နက်တည်းထည့်လိုက်တဲ့အခါမြေအောက်ခန်းတကပေါ်လာပါတယ်။ဒါပေမဲ့အထဲကိုဝင်လိုက်တဲ့အခါလူတစ်ယောက်ကစမ်းတပ်ဖို့ဓာတ်နဲ့ပစ်လိုက်ရကနေများပေါင်းများစွာထွက်လာတာကြောင့်အားလုံးအံ့အားသင့်သွားကြပါတယ်။ထောင်ချောက်တွေကိုဘလို့ရှောင်ရမလဲလို့အမျိုးသမီးကလှောင်ပြုံးပြုံးပြီးလျှက်စည်းလက်တယ်လို့အရှိန်နဲ့ရှေ့ကိုပြေးထွက်သွားကများအားလုံးကိုရှောင်သိမ်းပြီးလမ်းရှင်းပေးလိုက်ပါတယ်။စူညံတန်တွေကြောင့်အဆောင်တွေနိုးလာတာကြောင့်သူတို့အချိန်နဲ့အမျှပြိုင်ဆိုင်ခဲ့ရပါတယ်။အဲ့ဒီအချိန်မှာပဲအမျိုးသမီးကအရေးကြီးတဲ့မြေပုံကိုရှာတွေ့ခဲ့ပြီးအမျိုးသားတစ်ယောက်ကဘုံခွဲလိုက်တဲ့အတွက်ကျမ်းပြင်အောက်ကနေရေဒီအလုံးအရင်နဲ့ဝင်လာပြီးတနန်းတော်လုံးရေလွှမ်းမိုးသွားပါတော့တယ်။သူတို့အားလုံးလွတ်မြောက်သွားပြီးလျှို့ဝှက်နေရတစ်ခုမှအောင်ပွဲခံဖို့ပြင်ကြပါတယ်။ဒါပေမဲ့ဝိုင်းခွက်တွေကိုမို့လိုက်တဲ့အချိန်မှာပဲအပေါင်းအပါ3ယောက်လုံးတတိလစ်လေးကြသွားပါတော့တယ်။တကယ်တော့အမျိုးသမီးကမျိုးစားမင်းနဲ့ကြိုတင်သဘောတူညီချက်ယူထားခဲ့တာဖြစ်ပြီးသူတို့ခိုးယူခဲ့တဲ့အရေးကြီးတဲ့မြေပုံဟာသူမလူကုန်ထမ်းလောကထဲကိုဝင်ရောက်နိုင်ဖို့အတွက်ထောက်ခံစာတစ်ခုသာဖြစ်ပါတော့တယ်။အပေါင်းအပါ3ယောက်ကတစ္ဆာဖောက်ခံရမှန်းသိလိုက်ရတဲ့အချိန်မှာတော့အားလုံးနောက်ကျသွားခဲ့ပါပြီ။ဒီဇလန်လေးကိုနှစ်သက်တယ်ဆိုရင်ကျွန်တော်ရဲ့ channel ကို subscribe လုပ်ဖို့မမေ့နဲ့ဦးနော်။